ယနေ့ချိန်ထိရန်ကုန်မြို့ရဲ့အောက်ခြေရွှွန့်နွန်နေကြတဲ့မှာအလေးချိန်တန်300နီးပါးရှိတဲ့ကမ္ဘာအကြီးဆုံးရွှေငွေကြီးခေါင်းလောင်းကြီးတစ်ခုနစ်မြုပ်နေရဲဆိုတာသိယုံပါသလားလွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်ကတည်းကပျောက်ဆုံးနေခဲ့တဲ့ဒီခေါင်းလောင်းကြီးကိုရှာဖွေဖို့ပြည်ရင်းပြည်ပပညာရှင်ပေါင်းများစွာကြိုးစားခဲ့ကြပေမဲ့ယခုချိန်ထိဘယ်သူမှပြန်လဲဆက်ယူနိုင်ခြင်းမရှိသေးပါဘူး။သူကတကယ်ပဲမြေအောက်ခြေမှာရှိနေသေးရလား။ဒါမှမဟုတ်တစ်ခုခုများမှားယွင်းနေခဲ့ရလား။ History Hack မြန်မာကနေကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုမှာတော့မြန်မာသမိုင်းရဲ့အကြီးမားဆုံးဗဟေဒီတစ်ခုဖြစ်တဲ့ပျောက်ဆုံးနေစေဓမ္မစီဒီခေါင်းလောင်းကြီးရဲ့လှုပ်ဝက်ချက်တွေကိုဖော်ထုတ်သွားမှာဖြစ်ပါတယ်။ဇလန်းအစကတော့ AD 15ရာစုဟန်တာဝရီခေတ်မှာပါ။ဉာဏ်ပညာကြီးမားလာတဲ့ဓမ္မစီဒီမင်းကြီးဟာတက္ကရာ1484ခုနှစ်မှာရွှေတကုံစီဒီတော်မြတ်ကြီးအတွက်ရည်ရွယ်ပြီးအေယာမခေါင်းလောင်းကြီးတစ်ခုကိုသုံးလုံးလှူဒန်းခဲ့ပါတယ်။သမိုင်းမှတ်တမ်းတွေအရဒီခေါင်းလောင်းကြီးရဲ့အလေးချိန်ဟာကြီးပိတ်တာချိန်3,800ယနေ့ခေတ်အလေးချိန်နဲ့တွက်ရင်တော့တန်ချိန်290ကျော်နီးပါးတန်300တောင်ရှိပါတယ်။ဒီပမာဏဟာလက်ရှိကမ္ဘာအကြီးဆုံးလို့သတ်မှတ်ထားတဲ့ရုရှားကတီဆာဘဲခေါင်းလောင်းကြီးထက်ကိုတန်100လောက်ပိုလေးနေရပါ။ပိုပြီးအံ့ဩစရာကောင်းတာကဓမ္မစီရီမင်းကြီးဟာကြေးတက်တယ်မဟုတ်ပဲရွှေငွေကြောက်တံပရများတွေကိုပါရောနှောသွန်းလောင်းခဲ့တာကြောင့်ဒီခေါင်းလောင်းကြီးရဲ့တန်ဖိုးဟာယခုခေတ်ကာလပေါက်စင်းနေဆိုရင်ဘလို့မှဖျက်မရနိုင်လောက်ကြီးမားလာပါတယ်။ဒါပေမဲ့ခေါင်းလောင်းကြီးရဲ့ကံကြမ္မာဟာ AD 1608ခုနှစ်မှာအဆိုးရွားဆုံးအလှည့်အပြောင်းတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။တန်လင်းကိုအုပ်စိုးနေတဲ့ပိုတူဂီလူမျိုးငဇင်ကာဟာရွှေတကုံဂုံတော်ဘောကဒီခေါင်းလောင်းကြီးကိုအတ္တမဖြုတ်ချပြီးအမြောက်လက်နက်တွေသုံးလုပ်ဖို့ကြိုးစားခဲ့ပါတယ်။စင်တွေလူအင်အားတွေအများကြီးသုံးပြီးစင်ကူးတောင်ကုန်းကနေမြစ်ကမ်းဆက်အထိတက်တုံးတွေခံပြီးရပ်ပေါင်းများစွာနှိမ့်ချခဲ့ရပါတယ်။မြစ်စိမ်ရောက်တဲ့အခါမှာတော့ခေါင်းလောင်းကြီးကိုတည်ဖို့သင်္ဘောနှစ်စင်းကိုပူးချပြီးဖောင်ကြီးတစ်ခုဖန်တီးခဲ့ကြပါတယ်။ဒါပေမဲ့ငစင်ကာရဲ့လောဘကိုတဘာဝတရားခွင့်မပြုခဲ့ပါဘူး။ပဲခူးမြစ်နဲ့ရန်ကုန်မြစ်ဆုံရာဒေါပုံရေလက်ကြားအရောက်မှာတော့အေယာမအလေးချိန်ကိုမခံနိုင်တော့တဲ့ဖောင်ကြီးဟာကျိုးပဲ့ပျက်စီးသွားပြီးဓမ္မစီဒီခေါင်းလောင်းကြီးဟာလည်းသင်္ဘောတွေနဲ့အတူရေအောက်ကျမ်းပြင်စီကိုထာဝရနစ်မြုပ်သွားခဲ့ရပါတော့တယ်။အဲ့ဒီအချိန်ကစလို့နှစ်ပေါင်း400ကျော်ကြာတဲ့အထိဒီခေါင်းလောင်းကြီးကိုရှာဖွေဖို့ကြိုးပမ်းမှုပေါင်းများစွာရှိခဲ့ပါတယ်။1990ပြည့်နှစ်နောက်ပိုင်းနိုင်ငံတကာကနာမည်ကြီးရင်ဟုတ်သမားတွေသူတေတီတွေနဲ့ပြည်တွင်းကပညာရှင်တွေဟာခင်မီဆိုနာဇက်တွေတန်လိုက်လှိုင်းဖန်းဇက်တွေအသုံးပြုပြီးအကြိမ်ကြိမ်ရှာဖွေခဲ့ကြပါတယ်။2014ခုနှစ်ကဆိုရင်တွေ့ပြီလို့တောင်သတင်းတွေထွက်ခဲ့ကြပါသေးတယ်။ဒါဆိုရင်ဘာကြောင့်အခုထိဆယ်ယူလို့မရသေးရလဲအဓိကအကြောင်းရင်းကတော့3ခုရှိပါတယ်နံပါတ်1အချက်ကတော့ရေအောက်ရွှွန့်နွန်ထုပါနေ့400အတွင်းမှာမြည်ကတည်လာတဲ့ရွှွန့်တွေဟာပေ40လောက်အထိကိုထူထပ်နေပြီးခေါင်းလောင်းကြီးကိုအပီးတိုင်ဖုံးလွှမ်းသွားတာပါနံပါတ်2ကတော့မြင်ကွင်းပါရန်ကုန်မြို့ရဲ့ရေအောက်ဟာ0 visibility ဖြစ်ပါတယ်ဘာမှကိုမမြင်ရပဲစံတဝါဝါနဲ့လှုပ်လို့ရတာပါနံပါတ်3ကတော့ရေစီးကြောင်ပါရေစီးအရန်ကျန်းတဲ့အတွက်ဒီငုတ်သမားတွေအတွက်အသက်အန္တရာယ်အရန်များလွန်းလာပါတယ်တချို့ပညာရှင်တွေကတော့ငလင်တွေမြေကြောင်းအပြောင်းလဲတွေကြောင့်ခေါင်းလောင်းကြီးဟာမူလနေရာမှာမရှိတော့ပဲတခြားရေအောက်ကျမ်းမြေတနေရာကိုရွေ့လျားသွားနိုင်တယ်လို့လည်းသုံးသပ်နေကြပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဓမ္မစီဒီခေါင်းလောင်းကြီးဟာရန်ကုန်မြို့ရဲ့တနေရာမှာတော့တိတ်ဆိတ်စွာကိန်းဝတ်နေသေးပဲဖြစ်ပါတယ်။တနေ့နေ့တစ်ချိန်ချိန်မှာဤပညာတွေပုံမတိုးတက်လာတဲ့အခါကျွန်တော်တို့ရဲ့မျက်စိရှိမှောက်ကိုပြန်လည်ရောက်ရှိလာမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမယ်။တမိုင်းဝင်ဗဟေဒီတစ်ခုပဲဖြစ်ပါတယ်။ကြည့်ရှုသူတို့ကရောခေါင်းလောင်းကြီးကိုဒီနေ့ပြန်လည်ဆက်ယူနိုင်မယ်လို့ထင်ပါသလား။သိရဲ့အမြင်ကို comment မှာရေးပေးခဲ့ပါအောင်နော်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းကြောင်းတွေကိုစက်ကြည့်ဖို့ History Hack မြန်မာကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ကျွန်မကတော့ဂျူးပါအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။